တော်ဦးညာနေသလားရဲ့ဗုဒ္ဓတက္ကသိုလ်ဆောင်းကြီးကို မှန်မှန်နည်းနည်းအဲ့ဒါအပ်ပါတယ်ဗျ အဲ့ရုံပဲ မှန်မှန်ရှင်ဗျ လဲတော့မတော့ မလဲပါဗျမလဲပါအဲ့ဒါတွေအောက်ကပြန်ထောက်ပြီးလောက် ကောင်းမှုတော်ကြီးကို ကောင်းမှုတော်ကြီးနည်းနည်းလေးဟိုပြုတ်ပါတယ်ဟိုအပြူပြက်တော့ရှိတယ်ဟိုလိုကြီးဆိုလို့မရှိပါဗျ ဩဩ မှန်မှန် အဲ့ မှန်မှန် ဒါသုံးစိုးပါ မှန်မှန် ဝါရလည်းနဲ့ပြက်တယ်လို့ပြောတယ်သုံးပုံညကြီး ဆောက်ဘူးချက်ပြက်ပါတယ်ဗျမှန်မှန်လေးတွန်းမောင်လည်းပြက်ပါတယ်ဗျလေးတွန်းမောင်အောင်လည်းပြက်ပါတယ်ဗျ ဟုတ်လား အစားအဆုံးတပြီးတော့ပြန်ဟိုလောက်ပါပဲဗျပြန်ပြီးတော့ပြင်မှန်မှန် အေး မှန်မှန်မင်းကတော်တော်ပြင်းတာဟုတ်ကြတော့ ရင်းနေရင်တခါစကိုင်းငရင်တုန်းကလည်းစကိုင်းတော်တော်ပြည့်စည်တာ မှန်မှန်18ခုပါ ဆက်ချစ်ကူလား မှန်မှန်ရှင်ဗျ အဲ့ဒါကောင်းကောင်းမှတ်မိတယ် မှန်မှန် ဆက်ချစ်ကူ မှန်မှန် အာဘုရားခက်ငယ်ငယ်ဆိုတော့ဘုရားဘူးတော့ မှန်မှန် အပြက်တည်ကြီးတယ်များတာ မှန်မှန် ဟိုသုံးပုံညချင်းအဲ့ဒီမှာလည်းပြည့်နေတာပဲဟိုဘွားတော့ပြီးတော့ဥမင်း30တို့ ပြီးတော့အုံးမင်း90အကုန်လုံးပြန်ပြင်နှမျောစရာကြီးအကုန်တပြီးတော့ပြန်ဟိုလုတ်ပေးမှာပါဗျအုံးမင်း90လည်းမှန်မှန်အပေါ်ထိတောင်ပေါ်တက်ပြီးတခါတည်းဂရိန်းနေနဲ့လုတ်နေပါလေမှန်မှန်ရှင် ဒီ ဗျ အဲ့ဒါလေ မှန်မှန် ဒီရရတယ်ငယ်ငယ်တော့တော့ မှ လာ န်မှန်ဗျဓမ္မ အေးတော့စေဒီကို လွမ်းစိတ်ဒီလည်းနည်းနည်းထိတယ်ဗျလွမ်းစိတ်ဒီလည်းလွမ်းစိတ်ဒီလည်းအခုပြင်နေလုတ်နေပါပြီဗျ ဟုတ်လား မှန်မှန်ရှင် ဒီတော့ခက်ငယ်ငယ်ဟိုပြုလို့ရှိရင်လွမ်းစေဒီကစတက်တာ မှန်မှန်ဗျ အခုတွေပါလေပို့တာ တေးပိစိတ်ကစတက် အေး မှန်မှန်ဗျလွမ်းစိတ်ဒီမှန်မှန် အဲဟိုအငါတော်တင်နေတဲ့ကြောင်းတွေရော အာတော်တော်ရှီးဟောင်းနေဟွာဖြစ်တယ်ဗျလူတော်ဖြစ်ဇဘူပရိတိုက်ကြီးလေ မှန်ပါ လေဒီဆရာတော်ဖျားကြီးဆက်တယ်လေ အင်း အဲ့ဒါကြီးလေဒီတော့ဖြိုရင်းနဲ့တောင်စိတ်မကောင်းတာဖြိုတဲ့ကရိန်းသမားတွေဆိုငိုးတော်ငိုးတယ်ဆရာတော်အဲ့လိုကြောင်းတွေဖြစ်တယ်ဗျတိုက်ဝါကြီးတောင်ရီဦးတိုက်ဝါကြီးတို့အများကြီးပဲနောက်ရီဦးတိုက်တစ်ထဲရလဲဆရာတော်3-4လုံးပြိုတယ် ဟုတ် နော်ဈေးသိမ့်နဲ့ပါသွားတယ်ဆရာ ဒီဒီလည်းပါ မှန်မှအခုကရိန်းမဝင်နိုင်သေးလို့အသာလေးစောင့်ကြည့်နေတယ်ဒီတော့ ဟော မှန်မှအဲ့ဒါတွေလုတ်ပေးမှာပါဗျဈေးသိမ့်ရောအကုန်လုံးရှေးဟိုနှစ်100နီးနီးဟာတွေအကုန်ပါတယ်ဗျအဲ့တော့တန်ပင်မှမပါဘူးဆရာ ဟုတ်ဘုံကြောင့်လို့ပါ မှန်မှဖြတ်ပါတယ်ဗျအကုန်လုံး ဘုံကြောင့်ဘုံတတိဆောက်တာ မှန်မှဖြတ် တမ်းမြေမပါဟုတ်ကြီးဥပဒေစီ အုတ်ထူလူကြီးတွေ ဒီလိုဒီနေ့ဟိုတိုက်ဝါကြီးဆိုတာဘုံတတိဆောက်တာအကြောင်းလေးလေးကားတဲ့နဲ့ကျဲဖို့လေရိုက်ကြီးကဒီတရား560ကပြီလေရိုက်ကြီး မှန်မှဖြတ်မှန်မှစကိုင်းတိုက်ဝါကြီးလေကြောင်လိန်နဲ့ပဲဗျ ကြောင်းလေးနဲ့ပဲ မှန်မှအဲ့ဒါကြီးပြိုသွားတာဗျ ဟုတ်ဟုတ် မှန်မှဖြတ် ပြီးတော့မုတ်ကုတ်ကြောင်း မှန်မှ မုတ်ကုတ်ကြောင်းဆိုတာလေဟိုမုတ်ကုတ်တတိ မှန်မှဖြတ် ဆောက်တာ မှန်မှ ဒီပါလေဘုရားဒီရတမ်းမင်းမပါပဲကိုရ မှန်မှရှင်းတော့မပါဘူးဗျမှန် ပြီးတော့ဟိုဥဇာကရာကြီးကြောင်းဆိုတာကြီးသေးတယ် မှန်မှဖြတ် အဲ့ဒီဟာလဲဘုံပြည့်စည်တာ မှန်မှဖြတ်ဆရာတော်နဝကမ္မလေးကလုတ်ခဲ့ပါမယ်ဗျဆရာတော်ဘုံကြီး